ဒီလိုခင်တာနဲ့တုံးကိုစောင့်ရမယ်ပေါ့နော်ဒီလိုခင်တာမပြဘဲနဲ့ကျွန်တော်တို့မဝင်ဘူးပေါ့နော် Sun breaks white on a midnight drive. Open road, breathing me back to life. That warm rush running through my veins, like the first rain after a long dry day. No church bells, no preacher's words, just the loudest truth I've ever heard. Holy, when the night feels endless wide and the stars come burning through the sky. Hold me in this moment's light. Every heart beats a hallelujah high. Oh, it's holy. Red clay dust in the firefly glow. Every mile deeper, the less I know. But I don't. ဆိုတော့ကျွန်တော်တို့အော်ဒါအကြောင်းလေးတောက်လိုက်ရအောင်မနော်ဒီမှာကတော့ကျွန်တော်တို့1:7ပေါ့နော်ကျွန်တော်ဒီမှာ analysis ကိုတော့ကျွန်တော်ဒီ swim ကိုပဲပြပေးလိုက်မယ်ပေါ့နော်ဘာဖြစ်လို့အောင်ဆိုတော့ကျွန်တော်တို့ FVG မှာပဲ trade တာမလို့ပေါ့နော်ဆိုတော့ကျွန်တော်တို့ analysis အပိုင်းရောက်လာပြီပေါ့နော် analysis ချထားတဲ့ပုံကဒါပေါ့နော် OB တွေတော့ကျွန်တော်အဲ့1မှာပဲဆက်ထုတ်ထားတယ်ပေါ့နော်market ကကျွန်တော်တို့ instrument ကိုပဲလာစားပြီးတော့မှဒီလောက်နဲ့တက်သွားတာပေါ့နော်ဒီ FVG ကနေတက်သွားတာပေါ့နော်ကျွန်တော်တို့ DOB တွေကိုလည်းမရောက်ဘူးပေါ့နော်ဒါပေမဲ့ DOB တွေကတစ်ချိန်ချိန်ကြရင်ကျွန်တော်တို့ပြန်ပြီးအတောင်းဝင်နိုင်တယ်ပေါ့နော်ကိုက marking လောက်ထားတာပူပြီးတော့မှကောင်းတယ်ပေါ့နော်ကဲကျွန်တော်တို့ entry ဘိုင်းလေးကိုတွားလိုက်ရအောင်ပေါ့နော်ဒီ order ကကျွန်တော်တို့ CA ကိုအခြေခံထားပြီးတော့မှဝင်နံမလို့ကျွန်တော်တို့ CA နဲ့စပြီးတော့မှရှင်းပြပေးမယ်ပေါ့နော်ကျွန်တော်တို့မနေ့တုန်းက SN တကြောင်ထိတယ်ပေါ့နော်ဒီနေရာမှာပေါ့နော်ကျွန်တော်တို့လောလောဆယ် CA ပုံစံကိုကြည့်လိုက်ပါလုံးဝကိုပြည့်စုံလွန်းတယ်ပေါ့နော်သူ့မှာဘာလို့အချက်မှမရှိတော့ဘူးပေါ့နော်တော်များများကျွန်တော်ဒီ Facebook မှာတင်ထားတာတွေ့လိမ့်မယ်ပေါ့နော်ကျွန်တော်အကောင့်တွေမှာတင်ထားတာတွေ့လိမ့်မယ်ဒီလို entry ကကျွန်တော် SN စားတာ၄ချောင်းလောက်ရှိတယ်ပေါ့နော်၄ချောင်းဆိုတာကတော်တော်လေးကိုများတဲ့ပမာဏပေါ့နော်တော်တော်လေးကိုများတဲ့ entry ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီလို entry ကိုသုံးလို့မရဘူးလားဆိုတာကသုံးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ X1OB X4OB တွေမှာသုံးတာပို့ပြီးတော့မှထိရောက်တယ်ပေါ့နော်ကျွန်တော်တို့ဒီလို grab နေရာတွေမှာသုံးရင်တော့ SN ကိုစားပြီးတော့မှပြန်တက်သွားတာပေါ့နော်အဲ့လိုပေါ့ကျွန်တော်၄ချောင်းလောက်ထိလာခဲ့ပြီးမှကျွန်တော်ကရိပ်မိတာပေါ့နော်ရိပ်မိတယ်ဆိုတာကျွန်တော် entry တော်တော်များများတစ်ခုနှစ်ခုပဲဆွဲမြဲမြဲကြည့်နေတော့ဘယ် entry ကဘာဘယ် entry ကဘယ်လိုဆိုတာမျက်စိထဲကတော်တော်လေးကိုမြင်ရောင်နေတာပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ကဒီ entry ကို sip နိုင်တဲ့အနေအထားမှာရှိတယ်ဆိုပြီးတော့မှကျွန်တော်က sip ကနေဝင်ထားတာပေါ့နော်ဒါမဲ့ DOB မှာကျွန်တော်တစ်ချက်ကြည့်တယ်ပေါ့နော်ဒီ entry မျိုးကိုကျွန်တော်သုံးတာတော့သုံးတယ်ဒါပေမဲ့တတိထားပြီးသုံးရမှာပေါ့နော်DOB မှာကျွန်တော်တို့ Kinder confirm ပေးခဲ့ရင်တော့ကျွန်တော်တို့တင်လို့ရတယ်ပေါ့နော်ကဲကျွန်တော်တို့ဒီဆောင်ကိုရောက်လာတဲ့ပုံလေးကိုတွားကြည့်လိုက်ရအောင်ပေါ့နော်ကျွန်တော်တို့မှာ confirm အားလုံးပြည့်စုံတယ်ကျွန်တော်တို့မှာ OB ရှိတယ်ဒါပေမဲ့ကျွန်တော်တို့လိုနေတာတစ်ခုက Kinder reject ပေါ့နော်ဘာပဲဖြစ်ကျွန်တော်တို့ဒီ low entry ကနောက်ပိုင်းကျရင် Kinder confirm ဆောင်ပြီးတော့မှတင်တာပို့ပြီးတော့မှထိရောက်လိမ့်မယ်ပေါ့နော်ကျွန်တော်တို့ဒီမှာမြင်နေရတာဆိုရင်ကျွန်တော်တို့ Kinder confirm တစ်ခုမှမဖြစ်ဘူးပေါ့နော် market ကဒီလိုဆင်းပြီးတော့မှဒီလိုတက်တာခက်များပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့နောက်တစ်ပုံလေးကိုတွားလိုက်ရအောင်ပေါ့နော်ဒါဆိုရင်တော့တော်တော်လေးကိုရိုးရှင်းသွားပြီပေါ့နော်ကျွန်တော်တို့ဒါကိုလာ swip တယ်ပြီးတော့ဒီမှာလဲ
ခင်တာ reject ဖြစ်တယ်ဒီခင်တာနှစ်တုံးကအဓိကပေါ့နော်ဒါကျွန်တော်တို့ခင်တာ reject အဖြစ်သုံးတဲ့နေရာပေါ့နော်ဒီခင်တာနှစ်တုံးကကျွန်တော်တို့အဖြီပြီးတော့ပေါ့နော်ကျွန်တော်တို့ switch ပြီးပြီဆိုရင်ကျွန်တော်တို့ဒီလိုခင်တာနှစ်တုံးကိုစောင့်ရမယ်ပေါ့နော်ဒီလိုခင်တာမပြဘဲနဲ့ကျွန်တော်တို့မဝင်ဘူးပေါ့နော်ကျွန်တော်လည်းတခါမှမဝင်ဘူးပေါ့နော်ဒီလိုပုံစံအဲ့ဒါကြောင့်မို့ကျွန်တော်က DOB ရောက်လာလဲကျွန်တော်ဆက်ပြီးတော့မှစောင့်တယ်ပေါ့နော်ဒီနားလောက်မှကျွန်တော်ဝင်ပြီးတော့မှတင်တာပေါ့နော်ကျွန်တော်တို့ဒီမှာတစ်ဆင့်ချင်းပြန်ပြောပေးမယ်ပေါ့နော်ကျွန်တော်တို့ instrument CX ဖြစ်တာလုံးဝပြည့်စုံနေရင်ကျွန်တော် DOB မှာခင်တာ reject အရင်စောင့်မယ်ပေါ့နော်တကယ်လို့ခင်တာ reject မရခဲ့ဘူးဆိုရင်ကျွန်တော်ဒီလိုခင်တာပြန်စောင့်ပြီးတော့မှတင်မယ်ပေါ့နော်ဒါလို့ဆိုရင်တော့ရိုးရှင်းသွားမယ်ထင်တယ်ပေါ့နော်ကျွန်တော် chat ထဲပြန်သွားရအောင်ပေါ့နော်ကျွန်တော်တို့ chat ထဲကိုရောက်လာပြီပေါ့နော်ဒီမှာကျွန်တော်တို့လိုတာအားလုံးပါတယ်ပေါ့နော် instrument လည်းပါတယ်ကျွန်တော် extreme OB လည်းပါတယ်ပေါ့နော်ကျွန်တော်တို့လိုနေတာတစ်ခုကကျွန်တော်တို့ဒီမှာ Canada reject မရတော့တာပဲပေါ့နော် Canada reject တာရရင်ကျွန်တော်ဒီကနေပဲ order ဝင်မလိမ့်မယ်ပေါ့နော်ကျွန်တော် Canada reject မရလို့ကျွန်တော်ကဒီအောက်ကိုလာစစ်ပြီးတဲ့အချိန်မှာဘူး Canada နဲ့ပြန်တင်တာပေါ့နော်ဒီလောက်မှကျွန်တော်ဝင်တယ်ပေါ့နော်ဒီလိုပုံစံဒီလို entry ပုံစံကိုတည်တည်ချာလေးမှတ်ထားပါတော့ဘာဖြစ်လို့လဲဆိုတော့ကိုကဒေါ်လာစစ်ပြီးခဏရီချက်ပြန်တင်လို့ရအောင်ပေါ့နော်ကျွန်တော်ဒီမှာပထမဦးဆုံးကြည့်မယ်ဒီမှာခဏရီချက်မရရင်ကျွန်တော်ဒေါ်သုံးမယ်ပေါ့နော်မျက်စိထဲဆွဲနေအောင်မှတ်ထားပါတော့တကယ်လို့ကိုက SMC နဲ့ trade ပြီးတော့မှကျွန်တော် CA နဲ့ trade နေတယ်ဆိုရင်ပေါ့နော်TP အပိုင်းကတော့ကျွန်တော်ပို့ပြီးတော့မှယူထားတယ်ပေါ့နော်ပို့ပြီးယူထားတယ်ဆိုတာကျွန်တော်လုံလောက်တဲ့ profit ရအောင်ပေါ့နော်ကျွန်တော်ဒါ TP ကိုတစ်လောက်ပဲထားမယ်ဆိုရင်ကျွန်တော်လုံလောက်တဲ့ profit မရလို့ပေါ့နော်လုံလောက်တဲ့ profit မရအောင်ဆိုတာကျွန်တော် 1:7 ပဲရမယ်ပေါ့နော်တကယ်လို့ကျွန်တော်ဒီပေါ်ထိထားရင် 1:11 လောက်ရတယ်ပေါ့နော်ကဲပါဗျအားလုံးပဲကျေးဇူးပါဗျ